ကဏ္ဍအတွက်ဆိုရင်စရာချက်ကိုပြောပြလာတဲ့ရေးပါလာအားလုံးပဲမင်္ဂလာပါခင်ဗျာဒီဇင်ဘာနေ့ iMac ခွန်ရှိကိုနဲ့ 5Mix Agent ကနေပြန်လည်ပြီးတော့ကြိုးဆိုပါရစေအာဆင်နယ်ဂန်ရီတယောက်ဖြစ်တဲ့ရေးပါလာကတော့သူ့အသင်းဟောင်းနဲ့ပတ်သက်ပြီးတော့ဆိုရင်စရာချက်ကိုပြောပြလာခဲ့ပါတယ်အာဆင်နယ်လက်ရှိပရီးမီးယားလိမှာပုံစံကောင်းတွေပြသနေခဲ့ပေသူထပ်ပို့ပြီးတော့ရလကောင်းတွေရယူနေခဲ့တဲ့လီဗာပူးအသင်းရှိနေခဲ့တဲ့အခါမှာတော့မပေးစရာရက်တီမှုရဒုတိယနေရာမှာရက်တီနေရတာဖြစ်ပါတယ်အာဆင်နယ်တို့တရားဒီမှာပုံစံကောင်းတွေဘယ်လောက်ပဲပြသနေပါစေလီဗာပူးကသူတို့ထပ်ပို့ပြီးတော့ခေါင်းတုံးတာနေခဲ့တာကိုမြင်တွေ့ထားတာပါအာဆင်နယ်အသင်းဘက်ကညံတဲ့ဝရိယနှစ်ခုသာရှိပြီးလီဗာပူးဘက်မှာတော့ညံတဲ့ဝရိယပြင်ကန်လေးရပါနေခဲ့တဲ့အတွက်အာဆင်နယ်လီဗာပူးထက်ခေါင်းလုံးနေနေကြရသလိုဖြစ်နေရပါတရားဒီလီဗာပူးကစားပုံနဲ့အာဆင်နယ်ကစားပုံဘယ်သိန်းစားပုံပို့ပြီးတော့ကောင်းလဲလို့မေးခုချိန်ဒီအာဆင်နယ်ကတာတယ်လို့ပဲဆိုရမှာပါအဲ့လိုပြောတာအရှုံးနိုင်ရလက်တွေကိုထည့်သွင်းခြင်းမျိုးပြောဆိုတာမဟုတ်ဘဲနဲ့ကစားပြီးထားခဲ့တဲ့ပွဲစဉ်တွေမှာပြသခဲ့တဲ့ခြေစွမ်းနဲ့စွမ်းဆောင်ရင်ပိုင်းကိုဆိုလိုခြင်းပဲဖြစ်ပါတယ်လီဗာပူးကတိုင်းစပိုင်းကစားပုံကောင်းပုံပေမဲ့သူတို့ရဲ့ခံစပန်းအားစရာမရှိသေးတာတော့မှန်ပဲလို့ဆိုရမှာပါဒါလည်းလီဗာပူးပရိသတ်တွေကိုယ်တိုင်လက်ခံထားကြမှာဖြစ်ပြီးတော့လီဗာပူးကခံစပန်းကိုတေချာလေးပြင်ဆင်နိုင်ခဲ့မယ်ဆိုရင်ပရီးမီးယားလိမှာလည်းမဟုတ်ပဲဥရောပအထိပါစူလာအောင်မြင်မှုတွေရယူသွားနိုင်ပွဲရှိနေကြတာပါလီဗာပူးကအဲ့လိုခံစပန်းအားနည်းချက်တွေရှိနေကြတာတော့မှရလက်ကောင်းတွေပိုင်ဆိုင်နေခဲ့ပြီးတော့တေချာတော့မလို့နေထားကနေအနာရလက်တွေကိုပိုင်ဆိုင်နေခဲ့ကြတာဖြစ်ပါတယ်ခုဆိုရင်လီဗာပူးအသင်းကပရီးမီးယားလိ9ပွဲမှာ9ပွဲစလုံးနိုင်ရထားမယ်အာဆင်ကတော့လီဗာပူးကိုရှုံးပြီးတော့မန်စီးတီးကိုတေချာထားခဲ့တာပါမန်စီးနဲ့ကစားခဲ့တဲ့ပွဲတွေမှာဆိုရင်အာဆင်နောက်ကလိုက်ပြီးတော့ခြေပါကိုလိုက်သွင်းခဲ့ရပေမဲ့သူတို့ရဲ့ကစားပုံကဘာစနာနဲ့မန်ယူစားသလိုခြေစွမ်းနဲ့ကစားပုံကအကွာကြီးကွာဟာနေတာကိုမြင်တွေ့လိုက်ရပါတယ်မန်စီးတီးတို့ခံစစ်ပိတ်ဆော့လို့သာအာဆင်တို့ဂိုးရဖို့ရုန်းကန်နေခဲ့တာဖြစ်ပြီးစုံသက်မှာတေတမတ်ရအောင်တော့အာဆင်ရယူနိုင်ခဲ့ပါတယ်လီဗာပူးနဲ့ပွဲမှာလည်းအာဆင်ဒိုင်ယာဖရီကစ်ကန်သွင်းချက်နဲ့သာဂိုးပေးခဲ့တာဖြစ်ပြီးတော့ခြေစွမ်းနဲ့ကစားပုံရကောင်းမွန်ခဲ့တာပါအာဆင်တို့တော့ကန်ဂျမာသူတို့ဘက်မှာရှိနေပြီလို့ဆိုရမှာဖြစ်ပြီးတော့အဲ့လိုခြေနဲ့ရင်ဆိုင်နေခဲ့တာဖြစ်တဲ့အတွက်တနင်္ဂနွေနေ့ကအာဆင်နဲ့မန်ချက်စတာစီးတီးတို့တေချာခဲ့တဲ့ပွဲကိုမြင်ခဲ့ရပြီးတဲ့နောက်ဒီယာဒီပရီးမီးယားလိဖလားအတွက်ပြိုင်ပွဲကမြင်းနှကောင်ပြေးတဲ့ပြိုင်ပွဲဖြစ်လာလိမ့်မယ်လို့ယုံကြည်နေပြီးတော့တိတ်မကြရင်ဂန်နာတွေအတွက်ပြဿနာဖြစ်လာမယ်ရာကိုပြောခဲ့ပါတယ်ဂန်နာရီယာအမ်ဘရိတ်စ်မှာမန်စီးတီးကိုစိတ်ပြတ်ပွဲရှုံးနေတော့မဲ့ပုံပေါ်ခဲ့မယ်လူစားဝင်စားမှာမာတင်နယ်လီရဲ့မော်ဆန်တဲ့အခိုက်အတန့်ကြောင့်တေတမတ်ရခဲ့ပါတယ်ဂန်နာရီယာလက်ရှိမပီးစာဒုတိယနေရာမှာဆက်လက်ရတည်နေတဲ့ဖြစ်ပေမဲ့မပီးစာဥဆောင်သူတွေဖြစ်တဲ့လီဗာပူးနဲ့9မှတ်ထိကွာသွားခဲ့ပြီးအာနီစတိုရဲ့အသင်းကရာသီဖွင့်9ပွဲစလုံးမှာအနိုင်ရရှိခဲ့တာဖြစ်ပါတယ်လီဗာပူးတင်ကဒီလအစောပိုင်းမှာအန်ဖီမှာအာဆင်နယ်နဲ့တွဲဆုံရှင်ပြိုင်ခဲ့ဖြစ်ပြီးတော့နိုင်ရခဲ့မယ်လေတိုးတောင်လောမဲ့အပိုင်းတွေအများရှိနေသေးတာဖြစ်ပါတယ်စူပလာပြိုင်ပွဲအတွက်စောလွန်သေးမယ်ရီပါလာကလီဗာပူးဟာလာမယ့်ရက်သတ္တပတ်တွေလတွေမှာသူတို့ရဲ့အကောင်းဆုံးပုံစံရလာမယ်ဆိုရင်အာဆင်နယ်အတွက်တိတ်မကြခင်မှာပြဿနာဖြစ်လာလိမ့်မယ်လို့ဝန်ခံသွားပါတယ်ကျွန်တော်စိတ်လှုပ်ရှားမနေသေးပါဘူးဒါပေမဲ့ခင်ဗျားရှိနေတဲ့ပြဿနာကလီဗာပူးကအခုဒီရာသီမှာအကောင်းဆုံးပုံစံနဲ့မကစားနိုင်သေးမယ်9ပွဲမှာ9ပွဲစလုံးအနိုင်ရထားတာပါအဲ့တော့ဒါနည်းနည်းတော့စိုးရင်စရာကောင်းပါတယ်ဘာလို့လဲဆိုတော့သူတို့တွေအီဆက်နဲ့တခြားကစားမားတွေချိတ်ဆက်မိပြီးတော့အကောင်းဆုံးပုံစံရသွားပြီဆိုတာနဲ့ကျွန်တော်ပြဿနာတက်တော့မှာမဟုတ်လို့ပါမန်စီးကဗလားစင်ခေါ်နိုင်နိုင်မယ်လို့ကျွန်တော်မထင်ပါဘူးချယ်ဆီလည်းမထင်ပါဘူးအဲ့တော့အာဆင်နယ်နဲ့လီဗာပူးပဲဖလားပြိုင်ပွဲထဲမှာရှိနေမယ်လို့တကယ်ယုံကြည်ပါတယ်ဆိုပြီးတော့ပြောသွားခဲ့တာပဲဖြစ်ပါတယ်